ရှင်အခုကဒီဆေးရုံတပြဆေးရုံဆင်းလာလည်းတိတ်မကြသေးတာရဲ့ချောင်းမလို့ပေါ့နော်ခွင့်ရလည်းယူထားရတယ်အလောက်ကလည်းမရှိအားနေပေါ့နော်ပြီးတော့အခုက2026ရဲ့နှစ်စပိုင်းလည်းဖြစ်တဲ့အခါကျတော့ဒီ2025ဟာကိုပြန်ပြီးတော့ refreshing ပြန်လုပ်ပြီးတော့2026ကိုဘယ်လိုမျိုးပလန်နဲ့တွားရင်ကောင်းမလဲဆိုပြီးတော့ပေါ့နော်စဉ်းစားနေတဲ့ကာလလေးဖြစ်တယ်အရင်လည်းအားပြီးတော့အလောက်ကလည်းခွင့်ယူထားပြီးတော့ကြောက်တဲ့အားနေတဲ့ခါကျတော့YouTube ဗီဒီယိုတွေရှောက်ကြည့်နေပေါ့နော်အဲ့မှာစိုက်တဲ့အချက်လေးရှိတဲ့ခါကျတော့အကုန်လုံးဘယ်လိုပြောမလဲရှင်းရလို့ချင်တာချက်စားလို့ရှိရင်အခုနှစ်ဆမှာတို့ရဲ့အချက်၈ချက်တိုင်းလိုက်လုပ်ပြီးတော့တကယ်ပဲ2026ကုန်တဲ့ချိန်မှာကိုလိုချင်တဲ့ financial တခုကိုလိုချင်တဲ့ financial amount ကိုရောက်နေမလားဆိုတော့သိချင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဗီဒီယိုလေးလုပ်လိုက်တာတော့ကြတော့ဘယ်လိုလဲဆိုတော့ဒီ2026မှာဒီကိုကောင်းမွန်တဲ့ဒီဘယ်လိုပြောမလဲစကားမfinancial နဲ့ပတ်သက်ပြီးတော့ဒီ2026မှာလောက်တဲ့ဒီအမှုကျန်တဲ့လေးရှိခုပေါ့နော်အဲ့အကောင့်ဆက်ရတာပြီးတော့ကြည့်ရခါမှလည်းတကယ်ပဲထိရောက်မယ်လို့လည်းထင်တယ်ပြီးတော့ကိုယ့်အတွက်လည်းပြင်သင့်တဲ့ချက်တွေလည်းပါသလိုလုပ်တဲ့ချက်တွေလည်းရှိရလို့ထင်တဲ့အခါကျတော့ကိုယ့်လည်းပဲပို့ပြီးတော့အထက်ထက်မှတ်မိသွားပြီးတော့အဲ့တိုင်းလေးကျင့်ရအောင်ဒီဗီဒီယိုကြည့်ပြီးတော့လည်းပဲတကူအကျိုးရှိမယ်လို့မျှော်လင့်တဲ့ကြောင့်ပေါ့နော်ဒီဗီဒီယိုလေးလိုက်တာဒါပါလဲဆိုတော့အချက်ကနံပါတ်8ချက်ရှိရပေါ့နော်8ချက်ရှိရနံပါတ်1ချက်ကပါလဲဆို match money with priorities ဘယ်လိုမျိုးလဲဆိုကိုသုံးမဲ့ငွေနဲ့ကိုရဲ့ဦးစားပေးရနဲ့ match ဖြစ်အောင်လုပ်ပေါ့နော် match ဖြစ်အောင်လုပ်ကဘယ်လိုမျိုးလဲဆိုကိုအရေးပါတဲ့အရာတွေဒီပေါ့နော်ကျမရဲ့အတွက်အားကစားလေ့ကျင့်တာမျိုးတွေမှာပတ်သက်သုံးတာပြီးလို့ရှိရင် investment လောက်တာပြီးလို့ရှိရင်တခုခုလေ့လာရနေအောင်ပတ်သက်သုံးတာဒါရဆိုလို့ရှိရင်ကိုယ့်ရဲ့ priority ရှိရရပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့non priority ဆိုတော့ကိုမလို့အဖက်နဲ့ငွေသုံးနေရရတယ်ရှိကြလို့ရှိရင် non priority ပေါ့နော်အဲ့တော့အဓိကဘယ်လိုမျိုးလဲဆိုကိုယ့်ရဲ့ဦးစားပေးရ5ခုနဲ့ဦးစားမပေးရမယ့်ရ5ခုအဲ့တော့ကိုခြိုက်ရလိုက်ပါနော်ဒီမှာဆိုရင်လောလောဆယ်အဲ့ဗီဒီယိုကြည့်ပြီးစဉ်းစားလို့ရတာဆိုရှင်ဦးစားမပေးတဲ့နေဟာဆိုပါလဲဆိုအဝတ်စားရဝယ်အဝတ်စားလေးတအားကိုဝယ်တာဝယ်တော့ကျိုင်းပြန်မြတ်တော့မယ်ဆိုရင်တော့မှတလောက်ကိုရန်1000ဘောကနေပြီးတော့ရန်2000ဘောလောက်ထိကိုအဝတ်စားရဝယ်တယ်တကယ်နဲ့အဲ့ဝတ်စားရဝတ်ချစ်လာဆိုတော့အဲ့လိုဝတ်ဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်အဲ့နေဆက်ရန်သုံးဖြစ်တယ်ပြီးတော့မသုံးမဲ့ပစ္စည်းတွေဝယ်ဥပမာ skin care ကိုတကယ်လည်းမသုံးမဲ့နဲ့ online မှာ hot ဖြစ်နေဟာဆိုဝယ်လိုက်တယ်ပြီးတော့ကြတော့သုံးဖြစ်အဲ့လိုမျိုးပဲပေါ့နော်အဲ့ဒါဆိုလဲတလားဟိုရန်4000 5000ဘောလောက်ရှိရပေါ့နော်အဲ့လိုမျိုးသုံးမိပြီးတော့ပြင်စာစားကိုရချက်မစားတဲ့ခါကျတော့ပေါ့နော်အပြင်စာစားကြမယ်အပြင်စာဆိုရင်တော့မှဒီအိမ်သားဆိုင်နေပေါ့နော်ဆိုင်စေရီယာတို့ပါလိုမျိုးမှာလမ်းလျှောက်ပြီးတော့ဆိုင်တနက်မှာရန်900နဲ့600ကျပဲကြမှာအဲ့ဒါကိုအပြင်လည်းမထွက်ချင်တဲ့ခါကျတော့ Uber ကြီးကနေမှာစားရမျိုးတော့ကိုရီးယားဆိုင်မှာတော့စားရမျိုးဆိုလို့ရှိရင်1500နဲ့2000ကျအောင်ကုန်တယ်ပေါ့နော်အဲ့တော့ဘာပဲပေါ့2ဆ3ဆလောက်ပို့ကုန်သွားတယ်အဲ့ဒါဦးစားမပေးရမယ့်အရာပေါ့နော် project နဲ့မမြင်ဘူးဒါပေမဲ့ငွေ3မိနစ်အရာနောက်တော့ကိုအရေးကြီးတဲ့အရာရပါလေဆိုတော့အသက်အရွယ်တစ်ခုလည်းရလာတဲ့အခါမှာကျမကြီးကိုထိခိုက်သွားမှစိတ်ကူတာတဲ့ဆိုလို့ရှိရင်ကျမကြီးကိုမထိခိုက်ခင်ကြိုတင်ကာကွယ်တာပိုကောင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဇင်ယောဂအဲ့အတွက်ကိုငွေရော3သိန်းနဲ့ပြီးလို့ရှိရင်ဒီရွှေရမို့လို့ရှိရင်ဒီ stock တခုခုမှာပေါ့နော် investment ရင်းနှီးမြှုပ်နှံတာမျိုးတွေလုပ်တဲ့နဲ့ပြီးလို့ရှိရင် land နေတခု scale တခုကို land နေလောက်တာပေါ့နော် scale ဘာပဲဖြစ်ဖြစ်ပြီးတော့စာအုပ်ဒီဝယ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးအတွက်ကိုသုံးတယ်ပြီးလို့ရှိရင်ကိုရဲ့ဒီစပင်းနေမျက်နှာ skin care အတွက်သုံးတဲ့ပတ်သက်တွေပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ကိုမသုံးသင့်တဲ့နေရာမှာမသုံးမဲနဲ့ကိုသုံးသင့်တဲ့နေရာမှာပတ်သက်တွေပို့သုံးလိုက်အဲ့တော့ဘယ်လိုရမလဲတလားလုံးမှာဒီရန်10တောင်းတော့သုံးလိုက်တာပဲဒါပေမဲ့ပို့ပြီးတော့အကျိုးရှိတဲ့နေရာမှာရန်10တောင်းလုံးသုံးပြီးရဆိုမျိုး
လို့ဖြစ်သွားမယ်ဆိုရင်ဒါပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီ2026မှာဆိုရင်ကိုယ့်အတွက်အရေးကြီးတဲ့အရာတွေမလိုလိုက်တဲ့အရာတွေတော့မဖြုံးဘူးကိုယ့်အတွက်တကယ်ကိုရေရှည်အတွက်လည်းကြိုးရှိပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်းကောင်းမယ်နေရာမှာငွေကိုပို့ပြီးတော့သုံးမယ်နောက်တစ်ခါကျနံပါတ်2ကကျတော့ do a monthly money take လာတိုင်းမှာရက်တရက်ကိုတတ်မှတ်လိုက်မယ်အဲ့ရက်မှာကိုယ့်ရဲ့ဒီချိန်ခဲ့တဲ့ရက်တွေမှာဒီရက်30စာမှာငွေတွေကိုဘယ်လိုသုံးခဲ့တယ်ဘယ်နေရာမှာသုံးခဲ့တယ်ဆိုတော့ review ပြန်လုပ်မယ်ပြီးတော့ရှင်ကိုသတ်မှတ်ထားရဲ့ဒီလမှာဆိုလို့ရှင်ငွေကိုဘယ်လောက်စုမယ်ဒီပြီးတော့ရှင်ဒီစီရဲ့အတွက်ဆိုတော့ပဲသုံးမယ်ဆိုရကိုချမှတ်ခဲ့တဲ့ကိုတွေပြင်မပြေကိုပြန်စစ်မယ်ပြီးလို့ရှင်နောက်လအတွက်နောက်ရက်30စာအတွက်ကိုဘယ်လိုမျိုးပလန်နဲ့သွားမယ်ဆိုတော့ကြိုပြီးတော့လုပ်မှာပေါ့အဲ့ဒါတော့များသောအားဖြင့်ကိုသတ်မှတ်လိုက်တာတော့လစာ6ရက်ကိုလုပ်မယ်လို့ပြောပါတော့လာတိုင်း25ရက်နေ့မှာလစာ6ရက်ဆိုရင်အဲ့ဒီကိုသတ်မှတ်ပြီးအဲ့ဒီမှာရှေ့တလစာမှာကိုဘယ်လိုသုံးခဲ့တယ်ဘယ်နေရာမှာပို့သုံးခဲ့မိရဲ့ဆိုတာတွေကိုကြည့်မယ်အဲ့နေရာတွေအတွက်ပြန်ပြီး adjust လုပ်ပြီးတော့နောက်လာအတွက်ဆိုရင်တော့ပြန်ပြီးတော့ဒီနေရာမှာ short တော့မယ်ဆိုကို awareness ဖြစ်အောင်လုပ်မယ်ပြီးတော့ကိုချမှတ်ထားတဲ့ကိုရဲ့ monthly saving goal တွေ investment goal တွေပြည့်နေလားမပြည့်နေလားပြီးဒီထက်ပိုပြီးတော့စုနိုင်သေးလားဆိုတော့ပြန်ပြီးလုပ်မယ်ပေါ့နော်အဲ့ဒါတကယ်ကိုလုပ်တဲ့နေလို့ထင်တယ်ပြန်ပြီး review မလုပ်တဲ့ခါကျလို့ရှိရင်ကိုပဲနေရာမှာပို့သုံးမိနေလဲဆိုတော့မတည်ဘူးတွေဖြစ်သွားတဲ့ခါကျလို့ရှိရင်လာတိုင်းကအလို့ပဲပေါ့နော်ဘာမှမသိရရင်တော့ကုန်သွားမှဖြစ်နိုင်တယ်နောက်ကနံပါတ်3ကျတော့ automate the basis အဲ့ဒါဘာလဲဆိုတော့ကိုကဒီလစဉ်ကုန်မဲ့ငွေကြေးဥမာက saving လောက်တာတလောက်ရန်3000ဆိုမယ်ဆိုလို့ရှင်လည်းပဲကိုကတော့ဒီရန်3000လွှဲမယ်ဆိုလို့ရှင်မလွှဲမိရဲ့လာတော့ဟိုဘယ်လိုပြောမလဲနားလာကြမှာပေါင်းလွှဲမယ်တော့ဖြစ်သွားတယ်အဲ့စာဘန်ရဲ့ဒီမှာလာတဲ့ဒီနေ့မှာဆိုရင်ဒီ saving bank account တလောက်လွှဲမယ်ဆိုပြီးတော့ချိုးပြီးလှုပ်ထားလိုက်တာမျိုးလှုပ်လို့ရှင်မိတခြားကုန်ကြမဲ့စီလေးတဲလေးပေါ့အဲ့အကုန်လုံးလည်း automatic ဖြစ်အောင်လုပ်ထားလို့ရှင်ကိုအတွက်အလုပ်မရှုပ်တဲ့အခါကျတော့ခြေုံလည်းတတ်တာရဲ့လာစင်လာအဲ့ကိစ္စကြီးရလဲသူ့ဘာ auto saving account နဲ့ငွေရောက်သွားတဲ့အခါကျတော့ဒီစုပစ်တာမျိုးပုံဖြစ်တယ်ပေါ့နော်အဲ့ဒါနံပါတ်4ချက်ကကျတော့ invest small and early ကိုတက်နိုင်တဲ့လောက်တိတိလေးရနေစားပဲ investment လုပ်ပြီးရင်စောလုပ်အဲ့ဒါဘာလဲဆိုတော့ဒီရွယ်ကြီးအသက်33နှစ်ထိမှာဆွေရကောင်းမဲ့ investment လုပ်ရကောင်းမဲ့မသိရခါကျတော့အခွင့်အရေးအများကြီးဆုံးရှုံးခဲ့ရလို့ထင်တယ်ဟာဘာလို့လဲဆိုတော့အရင်တည်းကသာရွှေကိုဆွေရကောင်းမဲ့သိခဲ့ရင်အိမ်ချက်မြေတွေဆွေရကောင်းမဲ့သိခဲ့ရင်အိမ်ချက်မြေတွေမှာ investment လုပ်ရကောင်းမဲ့သိခဲ့ရင်ရင်းနှီး stock share မှာရင်းနှီးမြှုပ်နှံရကောင်းမဲ့သိခဲ့မယ်ဆိုရင်အခုချိန်မှာကိုကအခုလက်ရှိတာတက်ကိုပို့ပြီးတော့နေရာတရံကိုရောက်နေနိုင်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ငါကျွန်တော်အများကြီးရမှထားတော့900ရှိမှ1000ရှိမှ investment လုပ်မယ်ဆိုလို့ရှိရင်ဘယ်တော့မှကိုယ့်ရဲ့ဘဏ္ဍာကိုရှောင်းမှလည်းမဟုတ်ဘူးပေါ့အဲ့တော့ကိုယ်မှရှိရင်နိုင်တဲ့လောက်ငွေနဲ့ကိုတက်နိုင်တဲ့လောက်ငွေနဲ့တက်နိုင်တော့တေးလေးရဆက်ပြီးရွှေဆိုလဲရွှေငွေဆိုလဲငွေဒီအိမ်ချက်မြေအဲ့ဒါတွေအကုန်လုံးမှရင်းနှီးမြှုပ်နှံတဲ့လို့ထင်တယ်ပေါ့နော်အဲ့ဒါတွေကိုဒီနေ့မှအကောင့်ထဲပေါ့မယ်ပြီးတော့အဲ့ကကြလို့ရှိရင် investment လုပ်တဲ့နေဆိုတော့ investment ကြီးလောက်တိုင်းကောင်းတာမဟုတ်ပေါ့နော်တကယ်ကိုပဲဘယ်လိုနေရာမျိုးတွေမှာ investment လုပ်ရမလဲကိုယ်နဲ့ကိုင်ရင် investment ပါလေရွှေလားအိမ်ချက်မြေလားစတော့လား bitcoin တွေလားပေါ့နော်ဒါကိုယ်နဲ့ကိုင်ရပါလဲဆိုတော့သိရမယ်ပြီးလို့ရှိရင်ဘယ်လို investment လုပ်တယ်လဲဆိုတော့သိရမယ်ပြီးလို့ရှိရင်ဒီအခုမှစတင်လောက်ရမယ်ဆိုလို့ရှိရင် beginner တွေနဲ့ပတ်သက် mistake အမှားတွေအများကြီးရှိနိုင်တယ်ပေါ့နော်အဲ့အမှားတွေကြိုလေ့လာပြီးတော့သူများတွေမှားခဲ့တဲ့အမှားမျိုးတွေမမအောင်လို့အထက်ခါလေ့လာပြီးတော့မှတေချာကိုလုပ်တင်တယ်ပေါ့နော်ပြီးတော့ဒီကိုယ့်ရဲ့ investment နဲ့ income တွေကိုလည်းပဲဒီတက်တိုးလာအောင်ပေါ့နော်အဲ့လိုမျိုးလုပ်တင်တယ်လို့ထင်တယ်နောက် number 5ကကြတော့ one learning implement one learning daily တနေ့ကိုတစ်ခုလေ့လာပြီးအဲ့တစ်ခုကိုလည်းဖြည့်မြောက်လုပ်ပါဥပမာဆိုလို့ရှိရင်အဲ့အကြီးကြီးဖြစ်စရာမလိုကွာဥပမာဆိုလို့ရှိရင်ကွာဒီစာအုပ်ထဲမှာဖတ်လိုက်လို့ရှိရင်တနေ့ကို2လီတာတောက်ချင်အောင်ဆိုရှင်ကျမရွက်ကောင်းတယ်ဆိုလို့ရှိရင်အဲ့ဒါကိုကွာတကယ်ကိုပဲအဲ့နေ့မှာအဲ့ဒါကိုလေ့လာမယ်ဆိုရင်2လီတာကိုတိကျတော့ပေါ့နော်အဲ့လိုမျိုးပြီးတော့မန်နာကောင်းတစ်ခုပဲဖြစ်ဖြစ်ဒါပဲဘာလေးပဲဖြစ်ဖြစ်ပေါ့နော်တနေ့ကိုတစ်ခုလေးလာတင်ယူပြီးတော့အဲ့တစ်ခုကိုကိုယ်တိုင်ပြန်လဲသုံးချ
အဲ့လိုမျိုးလုပ်မယ်ပြီးတော့နံပါတ်6 don't hide from men talk တငယ်ချင်းတွေအပေါင်းအသင်းတွေဒီပတ်ဝန်းကျင်မှာပတ်ဆက်တဲ့အကြောင်းပြောရရင်ပတ်သက်ပြီးရှောင်မပြေးနေအဲ့ဒါဟုတ်တယ်နော်ဘာလို့လဲဆိုအခုပြန်စဉ်းစားကြည့်ရောအရင်ကတည်းကတငယ်ချင်းတွေတွေ့ဟဲပတ်ဆက်တွေဘယ်လိုဆုကြလဲဆုထားတဲ့ပတ်ဆက်တွေကိုဘယ်လိုမျိုးလုပ်ကြလဲဆိုတော့ပြောပြခဲ့ကြရင်ကြောင်းနေကြပွင့်ပွင့်လင်းလင်းပေါ့နော်သူများကိုမေးမြန်းခဲ့ရင်ပြောပြခဲ့ရင်အော်ဒီလိုတွေဆုလို့ရတာပါလားဒီလိုတွေပြန်ပြီးတော့ investment လုပ်လို့ရတာပါလားဒီလိုတွေဒါလုပ်ခဲ့ဒီလိုအကျိုးရှိမှာပါလားဆိုတော့ကိုသိမယ်ပြီးတော့ကိုယ့်ရဲ့ငွေနဲ့ပတ်သက်တဲ့အကြောက်တရားတွေကလည်းရော့သွားမယ်လို့ချိန်နေပေါ့နော်သူများရဲ့ရှိအကြံဉာဏ်ကောင်းတွေကိုရှိရလည်းပြန်ပေးနိုင်တဲ့အကြံဉာဏ်တွေရှိတဲ့အခါကျလို့ရှင်ပို့ပြီးတော့ပတ်သက်နဲ့ပတ်သက်ပြီးတော့ပို့ပြီးရှင်းနေလာမယ်ပတ်စံကိုနဲ့ပေါ့နော်ပို့ပြီးရှင်းနေလာမယ်ပတ်စံကိုမကြောက်တော့ဘူးဟာငွေကိုတောင်းပြီးငွေဘယ်လိုရှာရမလဲဆိုတော့နီလန်ကောင်းနေလဲသိနာလည်းနေပေါ့အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလူရင်းနဲ့စကားပြောရင်ပတ်စံအကြောင်းပြောရမှာကိုလေထပ်ပြေးပါနဲ့ရှောင်ပြေးပါနဲ့ကိုယ့်ရဲ့ information အကုန်လုံးပြောင်းပြခြင်းသူများရှိရနေပြီးတော့သူများရှိရမြတ်မှာ uncover တမ်းဖြစ်ဘူးဆိုရင်တော့သူများပြောနိုင်လာမယ့်အကြောင်းအရာမျိုးတွေနဲ့ငွေကိုဘယ်လောက်အမှောင်စုလဲဆိုတော့ငွေကိုဘယ်လိုစုကြလဲစုထားတဲ့ပတ်စက်ကလေးတွေရောဘယ်လိုမျိုးနေရာလေးမှာဘယ်လိုမျိုးပြန်သုံးစားလဲဆိုတော့လေကိုတရားနဲ့ကြောင့်မေးမြန်းရင် sharing လုပ်ရင်လည်းပဲပို့ပြီးတော့ဒီ money နဲ့ပတ်သက်တဲ့ communication ပို့ပြီးတော့ကောင်းမလာမယ်လို့ထင်တယ်ပေါ့နော်အဲအကြောင်းမလို့ပတ်စက်နဲ့ပတ်သက်ပြီးတော့ပြောရတာတွေကနေရှောင်ပြရမျိုးမလုပ်ပါနဲ့ပေါ့နော်ပြီးတော့နံပါတ်9ကကြတော့ refrain long term gratification အဲ့ဒါဘာလဲဆိုဒီကိုကအခုငွေနဲ့ပတ်သက်ပြီးဒီလိုမျိုးစုနေတယ် investment တွေလုပ်နေတယ်ဘောနော်ငွေနဲ့ပတ်သက်ပြီးတော့ဘာလို့ကစားနေအောင်ကို strategy ဖြစ်နေတယ်ကိုကအရင်ကိုကိုဘယ်လိုပြောမလဲအရင်ကငွေနဲ့ပတ်သက်ပြီးတော့အရင်ကိုဘယ်လိုပြောမလဲစိတ်ဖြစ်စီနေရပါတယ်အဲ့လိုမျိုးမတွေ့ဘဲနဲ့ဒါကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ့်ရဲ့အနာဂတ်ကကိုယ်တိုင်ကောင်းမှုအတွက်လက်ဆောင်ပေးနေလို့သဘောထားပါတော့ဥပမာကိုအခုစူးစမ်းလိုက်လို့ပတ်စက်တွေအများကြီးပို့ရှိသွားလို့ရှိရင်ကိုယ့်ရဲ့အသက်50ကျော်60ကျော်ဟာစစ်စစ်နဲ့တရားဘာဝနာပဲအထုံးမလားခီရီပဲသွားမလားကိုယ်စိတ်ကြိုက်လုပ်လို့ရမှာပေါ့နော်အဲ့ဒါမျိုးတော့ကိုယ့်ရဲ့အနာဂတ်ကကိုလက်ဆောင်ပေးရနေနဲ့ကိုအခုငွေနဲ့ပတ်သက်ပြီးတော့စူးစမ်းနေလို့တွေ့လိုက်လို့ရှိရင်ဒါကိုလည်း strength ဖြစ်တော့ပဲနဲ့ပို့ပြီးတော့တောင်းတနဲ့ပို့ပြီးတော့စူးစမ်းခြင်းရှိတော့မယ်လို့ထင်တယ်ပေါ့နော်နောက်ဆုံးနံပါတ်8ချက်ကကြတော့ spend money on skills ပတ်စပ်ကိုတုံးတဲ့နေရာမှာတုံးမှာပေါ့နော်ခုနလိုမျိုး investment တွေမှာတုံးမှာရွှေတွေဝယ်ပါငွေတွေဝယ်ပါဆိုတာတဲ့တကယ်ကိုယ့်ရဲ့ skill တွေနဲ့ပတ်သက်ပြီးတော့ပိုဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီရွှေတွေငွေတွေဒီ stock share ဆိုတာကကြတော့ဈေးကွက်ကြီးတစ်ခုပေါ်မူတည်နေတဲ့အရာပေါ့နော်ဒါပေမဲ့ကိုယ်ကိုစကေကိုဖြည့်ထားလို့ရှိရင်အဲ့ဒီဟာချိန်မှာအသုံးဝင်မှာပဲပေါ့နော်ဥပမာကွာဘယ်လိုပြောမလဲဒီစကေဆိုလို့စကေကြီးမရေး master ဘွဲကြီးဘာလို့ပြောတာမဟုတ်ပေါ့နော်ဥပမာကွာယောဂနဲ့ပတ်သက်တဲ့အရာလေးကိုလေ့လာထားတယ်ယောဂနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံထားရဲဆိုရှင်ကွာယောဂဆရာမပြတ်လို့မလားငွေပြန်ရမယ်ယောဂဆရာမပြတ်မလို့အောင်တော့ကိုယ့်ဘာသာကိုအဲ့ယောဂကိုကိုယ့်ဘာသာကိုတယောက်ကပြန်လေ့ကျင့်နိုင်နေဆိုရင်ပဲတင်တန်းကြီးမကုန်တော့ဘူးပြီးတော့နံပါတ်2ကိုယ့်ရဲ့ကျန်းမာရေးလည်းကောင်းလာမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ထားပါအေးစဲနဲ့ပတ်သက်တာတွေ scale တစ်ခုကိုလေ့လာထားမယ်ဆိုကိုယ့်ရဲ့ monthly budget တွေကိုပြန်ပြီးတော့ management လုပ်တဲ့ခါဆိုလို့ရှိရင်လေဒီခါလောက်ပဲလေ့လာပြီးကိုယ့်အတွက်ကိုပတ်တန်တစ်ခုထည့်ထားလိုက်မယ်ဆိုရှင်အမြဲတမ်းအဲ့ဒါရသုံးစရာမလိုတော့ပဲနဲ့ကိုဒီအချက်လက်ကလေးဖြစ်အောင်နဲ့အချိန်တိုအတွင်းမှာကိုယ့်ရဲ့ money budget plan တွေအကုန်လုံးရပြီးသားဖြစ်သွားမယ်နော် notion ပဲဖြစ်ပြီးရင်ဒီချက်ပို့ပြီးရလို့ရှိရင်အဲ့ template တွေကိုပါသူများရောင်းစားနိုင်တဲ့ခါဆိုလို့ရှိရင်ဝင်ငွေပို့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့မဟုတ်လေစာအုပ်တော့ဝယ်ဖက်လိုက်တာအဲ့စာအုပ်တော့ကနေပြီးတော့ကိုကဒီအသိပညာတစ်ခုကိုရလိုက်တဲ့ဆိုရင်ပဲအဲ့အသိပညာတစ်ခုကိုတနည်းအားဖြင့်ပြန်အသုံးချနိုင်တယ်ဆိုရင်ကိုအတွက်ကအကျိုးရတဲ့ခုပြင်ရမှာပဲပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ scale ဆိုတဲ့နေရာမှာဟိုအကြီးမား scale လို့ဆရာမလို့ကိုအတွက်အကျိုးရှိနိုင်မယ့် scale တစ်ခုမှာရင်းနှီးမြှုပ်နှံနိုင်မယ့်အချိန်သုံးမှုငွေကြေးကိုရင်းနှီးမြှုပ်နှံပြီးတော့လေ့လာပါပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ future ကိုယ့်ရဲ့အနာဂတ်မှာဖွားကြီး
ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အရင်ငွေနဲ့ပတ်သက်ပြီးတော့ stress ဖြစ်နေရမျိုးမရှိဘဲနဲ့ကျမရဲ့နဲ့ပတ်သက်ပြီး stress ဖြစ်နေရမရှိဘဲနဲ့ဖျားတော့ကြောင့်တဲ့ဒါမှခရီးတော့ရအောင်အေးစေလို့နိုင်မလို့ချင်တယ်အဲ့ဒါကြောင့်မလို့အခုပေါ့နော်ဒီ2026မှာခုနလောက်တဲ့အချက်ချက်ကိုတက်နိုင်တဲ့လောက်စူးစမ်းပြီးတော့လာတိုင်းလုပ်မယ်လို့ရည်ရထားရဲ့အဲဒါကြောင့်မလို့နောက်3လနေလို့ရှိရင်တစ်ခါလာပြီးတော့ကိုလုပ်ဖြစ်လားမလုပ်ဖြစ်လားကို feedback ပြန်လာပေးမယ်ဒီလိုဒီဗီဒီယိုကြည့်မိရတဲ့သူတွေကလည်းပဲအဲ့ချက်ချက်ကိုတကယ်ပဲလုပ်ဖြစ်လားလုပ်ခဲ့မိရောဘယ်လို research တွေကောက်ကောက်မှုရလဲဆိုတော့ပေါ့နော်ပြန်လာပြီးပြောကြနော်ဒါပဲနော် bye bye